တချို့ဆက်ဆံရှိတွေကလမ်းမခွဲခင်ကလေးကဝင်းနီခဲ့ကြပြီးသားပါတစ်ဖက်ကအရှင်လူပြန်ဖြစ်လာခဲ့ရင်ဆိုတဲ့မျောလင့်ချက်ရှိရေးလေးနဲ့ဆွဲထားလို့သာတန်ရောစင်မြင်မြင်လေးတန်းနေခဲ့သေးတာအဲ့ဒီမျောလင့်နေတဲ့စိတ်ကလေးသာဝေဝါးရင်ကပျောက်ဆုံးသွားခဲ့ရင်အရင်ဤဆုံးတစိမ့်နှစ်ယောက်ကတာမန်တစိမ့်တွေထက်ပိုစိမ့်သွားခဲ့တာကြာပေါ့လေထဲဆောက်ခက်မိတဲ့အိမ်လေးကလှသလောက်တကက်လက်တွေ့တွေမှာကြာဂျားလီတိုက်ရင်တောင်ခက်နဲ့ခက်ရွယ်ပါပဲတွေ့တဲ့အချိန်ကြာရင်အနာဂတ်တွေအကြောင်းအများကြီးပြောကြမယ်ဆိုတဲ့အိမ်မက်တွေကတကက်လက်တွေ့မှာစကလုံး10လုံးမပြည့်ခင်မကြည်မလင်ချင်းတွေနဲ့အဆုံးသက်တွားတက်ကြတယ်ကျွန်တော်တို့နှစ်ယောက်လမ်းခွဲလိုက်ကြပါပြီဆိုပြီးအတိလင်းမပြောယုံတမဲပဲကြံတော့တာပါတချို့ဆက်ဆံရှိတွေကအမိခံတက်ပါပဲနှွေးထွေးခြင်းတွေကအစရှာလို့မရတော့သလိုချစ်ချင်းမေတ္တာဆိုရေခိုးရှင်ငွေတူလိုအငွေ့ပြန်ခဲ့တာကြာခဲ့ပြီထင်ပါတယ်နှစ်ယောက်အတူတူဆိုပြီးမက်ခက်ဘူးတဲ့အိမ်မက်တွေမှာလူတစ်ယောက်ကစက်မဲ့နေုံနဲ့ဖြစ်လာတတ်တာမျိုးမှမဟုတ်ပဲလေ